Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အင်ဂျီရဲ့အိမ်မှာဘိုင်းနေချက်စားလဲဆိုတာကိုတူတူလေးကြည့်ပေးကြပါအောင်နော်ဒါလေးတွေကတော့ကိုင်မီသားငခုံးမလေးတွေပဲဖြစ်ပါတယ်ဒီငခုံးမလေးတွေကငဘဲလောက်တော့မပေါ်ဘူးပေါ့နော်သူကတစ်ခါတလေမှဝယ်လို့ရပါတယ်ဈေးတွေကကင်ပေးလိုက်ပြင်မယ်ကြောကုန်းမှာစူးလေးတွေရှိနေသေးတာမလို့ကကြီးလေးနဲ့ညှပ်ပေးလိုက်ပါမယ်ဒီမှာငပြင်းဆက်လက်လေးနှစ်ကောင်ပါလာတယ်ပေါ့နော်ဒီကောင်လေးကိုတော့အင်ဂျီတို့ကငပြင်းဆက်လက်လို့ပဲခေါ်ပါတယ်သူများတွေတော့ဘယ်လိုခေါ်လဲမသိဘူးပေါ့နော်ငပြင်းဆက်လက်လေးနှစ်ကောင်ပါလာပါတယ်ငါးလေးတွေအကုန်လုံးကိုင်းပြီးတော့ပါပြီရှင်ငါးလေးတွေကိုပိုးတန့်သွားစေရအတွက်စားနဲ့တစ်ထပ်နေပြီးတော့စီးလိုက်ပါမယ်စနွေမုံရဲ့ငန်းပြားရည်ရဲ့စားရဲ့ပြီးတော့ငပိလေးပါထည့်ပြီးတော့နှံ့သွားအောင်လို့နေလိုက်ပါမယ်အရသာနေထားတဲ့ငါးလေးတွေကိုဘူးလေးတွေကိုထည့်ပြီးတော့ရေခဲတက်တာတွေကိုတ냐ထည့်ထားလိုက်ပါမယ်အဲ့လိုမျိုးရေခဲတက်တာတွေကိုထည့်ထားတာနောက်တစ်နေ့ငါးလေးတွေကိုချက်တဲ့နေရာမှာမကြေသွားဘဲနဲ့တောင့်တောင့်လေးတွေဖြစ်အောင်လို့ပါအခုဆိုရင်တော့ပင်စိမ်းနံလေးမှုေးပြီးတော့စားကျင်စရာကောင်းတဲ့ငါးအိုးကဟင်းလေးရပါပြီ
ချမောင်းရေချိုချိုမဲ့ဆိုရင်တော့ဒီလိုမျိုးချမောင်းပင်ပေါက်ကလေးတွေကိုသုံးရပါတယ်ကဲခုဆိုရင်တော့ရှောက်ရွက်နဲ့ငပိရေချိုလေးရေငါအိုးကဟင်းလေးရေပြီးတော့ချင်းလေးနဲ့တောက်လောက်ကောင်းနဲ့ချမောင်ရွက်ရေချိုလေးရေရပါပြီရှင်ဒီနေ့အတွက်ကတော့ဒီဟင်းလေးနဲ့အင်ဂျယ်တို့တမင်စားပြခဲ့ပါတယ်နောက်ဗီဒီယိုလေးမှာအင်ဂျယ်ဘိုင်းလေးချက်ပြအောင်လဲဆိုတာကိုအပိစားပါအောင်ရှင်